ချင်းမင်းကလေးတို့ရေ Little Forest ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တော့တစ်ကြားသီးခွဲတဲ့အယုတ်ကလေးနဲ့ကြွက်ပြီးရင်ဆိုတဲ့ပုံမြင်လေးကိုဖတ်ပြပေးခြင်းပါတယ်တစ်ကြားသီးခွဲတဲ့အယုတ်ကလေးနဲ့ကြွက်ပြီးရင်အိုးရှေတုန်းကခရစ်စမတ်ညချမ်းအချိန်တစ်ခုမှာပေါ့အပြင်လောကကြီးမှာစီးနှင်းတွေကျနေပေမဲ့စတော်ပေါင်းတို့ရဲ့အိမ်ကြီးထဲမှာတော့မီးရောင်စုံတွေခရစ်စမတ်တစ်ပင်ကြီးတွေနဲ့နှွေးထွေးလို့နေပါတယ်အိမ်ရှင်ဆရာဝန်ကြီးရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ Fritz နဲ့ Mary တို့ဟာခရစ်စမတ်လက်ဆောင်တွေကိုမျှော်လင့်ရင်ခုန်နေကြတာပေါ့သူတို့ရဲ့ဦးလေးကြီး Drossel Meyer ကထူးဆန်းတဲ့အယုတ်တွေကိုအမြဲတမ်းတီထွင်ဖန်တီးလေးရှိသူပါဒီနှစ်မှာတော့သူဟာစက်ရုပ်တွေလှုပ်ရှားနေတဲ့ရဲတပ်ကြီးတစ်ခုကိုကလေးတွေကိုလက်ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့ကလေးတွေရဲ့သဘာဝအတိုင်းတက်ခါတလဲလဲလှုပ်ရှားနေတဲ့စက်ရုပ်တွေထက်သူတို့စိတ်ကြိုက်ကစားလို့ရတဲ့အယုတ်တွေကိုပိုသဘောကျကြပါတယ်လက်ဆောင်တွေထဲမှာမာရီရဲ့အာယုံကိုဖန်ဆားသွားတာကတော့တစ်ကြားသီးခွဲတဲ့တစ်သားလူသားရုပ်ကလေး Nutcracker ပါပဲသူဟာရုပ်ရည်အဖြစ်ခေါင်းကြီးကြီးခြေတံလက်တံသေးသေးနဲ့ကြည်ရတာရုပ်ဆိုးတယ်လို့ထင်ရပေမဲ့မာရီကတော့သူ့ရဲ့ကျင်နာတတ်တဲ့မျက်လုံးဝိုင်းဝိုင်းတွေနဲ့အပြုံးကိုမြင်လိုက်တာနဲ့ချက်ချင်းပဲချစ်ခင်သွားခဲ့တယ်မာရီကတော့ဒီအယုတ်ကလေးကိုအယမ်းချစ်ပြီးဂယုတစိုက်ထိမ့်သိမ့်မယ်လို့ဆုံးဖြတ်လိုက်တယ်ကလေးတွေကအယုတ်လေးနဲ့တစ်ကြားသီးတွေခွဲစားကြရင်မောင်လေး Fritz အလှည့်ရောက်တော့တိတ်မာတဲ့အသီးကိုအတင်းခွဲခိုင်းလိုက်တာအယုတ်ကလေးရဲ့မေးယိုကျိုးသွားပါလေရောမာရီကစိတ်မကောင်းဖြစ်ပြီးသူ့ရဲ့ကာဝင်ကဖဲပြားလေးနဲ့အယုတ်လေးကိုပတ်တီးစီးပေးလိုက်တယ်ညတကောင်ရဲ့အချိန်ရောက်တော့ထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ပါတော့တယ်နိုင်တန်တွေမြည်လာပြီးတဲ့နောက်ကျမ်းပြင်အောက်ကနေခေါင်းခွနှလုံးပါတဲ့ကြောက်စရာကြွက်ဘရင်ကြီးနဲ့ကြွက်စစ်သားတွေထွက်လာကြတယ်ရုတ်တရက်ဆိုသလိုပဲဗီဒီယိုတွေကအယုတ်တွေအားလုံးအသက်ဝင်လာကြပြီးမာရီရဲ့ Nutcracker အယုတ်ကလေးကခေါင်းဆောင်လုပ်ပြီးကြွက်တွေကိုတိုက်ခိုက်ပါလေရောဒါပေမဲ့ကြွက်တွေကအင်အားများတော့ Nutcracker တို့ဘက်ကရှုံးခါနီးဖြစ်ပြီး Nutcracker လေးအဖမ်းခံရတော့မယ်ဆဲဆဲမှာအခြေအနေကိုစောင့်ကြည့်နေတဲ့မာရီကသူ့ဖက်နှက်ကလေးနဲ့ကြွက်ဘရင်ကိုပြစ်ပေါက်လိုက်ပြီးတစ်ကြားသီးခွဲရုပ်ကလေး Nutcracker ကိုကယ်တင်လိုက်ပါတယ်အဲဒီနောက်မာရီလည်းသတိလစ်မေ့မျောသွားခဲ့ပါတယ်နောက်တစ်နေ့မိုးလင်းလို့မာရီနိုးလာတော့ဖြစ်ပျက်ခဲ့တာတွေကိုပြောပြပေမဲ့ဘယ်သူမှမယုံကြဘူးမိဘတွေကမာရီပြောသမျှကိုအိမ်မက်လိုပဲထင်နေကြတယ်ရက်အနှဲငယ်ကြာတော့ဦးလေးကြီး Drossel Meyer ရောက်လာပြီးပြင်ဆင်ထားတဲ့ Nutcracker အယုတ်လေးကိုလာပေးတယ်ပြီးတော့သူကပုံမြင်လေးတစ်ပုဒ်ပြောပြတယ်ဟိုးရှေတုန်းကမင်းသမီးလေးပီယာလီပတ်ဆိုတာရှိတဲ့မင်းသမီးလေးရဲ့ဖခင်ဘရင်ကြီးစားမဲ့ဝက်ဦးချောင်းတွေကအစီတွေကိုကြွက်ဘရင်မကြီး Moussaris နဲ့သူ့ကလေးတွေကခိုးစားလိုက်ကြတယ်ဘရင်ကြီးကဒေါသထွက်ပြီးကြွက်တွေကိုထောင်ချောက်ဆယ်ဖမ်းခိုင်းလိုက်တယ်ကြွက်ဘရင်မကြီးကသူ့ကလေးတွေတေကုန်လို့လက်စားချေတဲ့အနေနဲ့မင်းသမီးလေးပီယာလီဘက်ကိုရုပ်ဆိုးသွားအောင်ကျိန်စာတိုက်လိုက်တော့မင်းသမီးလေးဟာခေါင်းကြီးကြီးပါးစပ်ပြဲပြဲနဲ့ Nutcracker အယုတ်လိုရုပ်ဆိုးသွားရောတဲ့ဒီကျိန်စာပြေဖို့ကတခါမှမုန်းစိတ်မရိပ်ဖက်နဲ့မစည်းဘူးတဲ့အမျိုးသားတယောက်ကခရာကာတော့လို့ခေါ်တဲ့အခွန်မာသီးကိုခွဲပြီးမင်းသမီးကိုကြွေးမှရမှာတဲ့နောက်ဆုံးတော့ဦးလေးကြီး Drossel Meyer ရဲ့တူကလေးကအဲ့ဒီအခွန်မာသီးကိုခွဲနိုင်ခဲ့ပြီးမင်းသမီးလေးကိုကြွေးနိုင်ခဲ့တော့မင်းသမီးလေးလည်းပြန်လာသွားပါရောဒါပေမဲ့ကန်ဆိုးရှင်တော့ဦးလေးကြီး Drossel Meyer ရဲ့တူကလေးကနောက်ပြန်ခြေလန်း9လန်းလှမ်းတဲ့အချိန်ကြွက်ဘရင်မကြီးကိုတက်နှင်းမိပြီးချော်လဲသွားတယ်အဲ့ဒီမှာတင်ကြွက်ဘရင်မကြီးတေသွားပေမဲ့ကျိန်စာကဦးလေးကြီး Drossel Meyer ရဲ့တူကလေးစီရောက်သွားပြီးသူကရုပ်ဆိုးတဲ့ Nutcracker အယုတ်ဖြစ်သွားပါလေရောမင်းသမီးပီယာလီဘက်ကရုပ်ဆိုးသွားတဲ့ Nutcracker ကိုလက်မထပ်နိုင်တော့ဘူးဆိုပြီးမောင်းထုတ်လိုက်တဲ့ကွယ် Nutcracker ရဲ့ကျိန်စာပြေဖို့အတွက်ကတော့ကြွက်ဘရင်ကိုအနိုင်ယူပြီးရုပ်ဆိုးနေတဲ့သူ့ကိုချစ်မြတ်နိုးမဲ့မိန်းကလေးတယောက်ပေါ်လာဖို့ပါပဲတဲ့မာရီယာဒီပုံမြင်ကိုကြားပြီးတဲ့နောက်သူ့ရဲ့တစ်ကြားသီးခွဲသူကလေး Nutcracker ဟာတကယ်တော့ဦးလေးကြီး Drossel Meyer ရဲ့တူတော်မောင်မှန်းတီးလိုက်ရတယ်အဲဒီနောက်ကြွက်ဘရင်ဟာညာတိုင်းမာရီစီလာပြီးတကြားလုံးတွေအယုတ်တွေမပေးရင် Nutcracker ကိုကိုက်တတ်မယ်လို့ချိန်ချောက်တဲ့ Nutcracker ကသူ့ကိုဓာတ်တလက်ရှာပေးရင်ကြွက်ဘရင်ကိုနှိမ်နှင်းပေးမယ်လို့ပြောတယ်မာရီကမောင်လေး Fritz ရဲ့အယုတ်စစ်သားစီကဓာတ်ကိုယူပြီးပေးလိုက်တော့သူကကြွက်ဘရင်ကိုအနိုင်ယူတိုက်ခိုက်လိုက်ပါတယ်အောင်ပွဲခံပြီးတဲ့နောက် Nutcracker လေးဟာ
မာရီကိုကျေးဇူးဆက်တဲ့အနေနဲ့မော်ကဘာတစ်ခုစီကိုခေါ်ဆောင်သွားတယ်။အဲဒီကဘာဟာတကြားလုံးတောအုပ်တွေကိတ်မုတ်ရဲတိုက်ကြီးတွေနဲ့တိဆောက်ထားတဲ့အယုတ်တိုင်းပြည်တစ်ခုပေါ့။မာရီယာအဲဒီကဘာမှာပျော်ရွှင်စွာလည်ပတ်ခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးအိယာနိုးလာတဲ့အခါမာရီကမိဘတွေကိုပြောပြပေးမဲ့ဘယ်သူမှမယုံကြပါဘူး။ဒါနဲ့မာရီကနက်ခရက်ကာလေးကိုကြည့်ပြီးပြောလိုက်မိတယ်။နင်းသားတကယ်အသက်ရှိရင်လေမင်းသမီးပြာလေးပတ်လို့ငါနင့်ကိုစွန့်ပစ်မှာမဟုတ်ဘူး။နင်ဘလောက်ရုပ်ဆိုးဆိုးငါကနင့်ကိုချစ်နေမှာပါလို့ပြောလိုက်တဲ့။ဒီစကားကိုပြောလိုက်တဲ့အချိန်မှာပဲအုံးနဲ့အတန်မြေလာပြီးမာရီသတိလက်သွားတယ်။ပြန်နိုးလာတဲ့အချိန်မှာတော့သူ့ရှိမှာချောမောခန့်ညားတဲ့လူငယ်လေးတစ်ယောက်ရောက်နေပါတယ်။သူကတော့ကျိန်စာပြဲသွားပြီဖြစ်တဲ့ဦးလေးကြီးဒရော့ဆယ်မေယာရဲ့တူကလေးနက်ခရက်ကပါပဲ။တကယ်တော့မာရီရဲ့မြစ်တာစစ်ကြောင့်ကျိန်စာပြဲပြီးနက်ခရက်ကလေးဟာလူပြန်ဖြစ်သွားခဲ့တာပါ။အဲဒီနောက်နှစ်အနှဲငယ်ကြာပြီးတဲ့နောက်နက်ခရက်ကနဲ့မာရီတို့ဟာလက်ထပ်လိုက်ကြပြီးပျော်ရွှင်စွာနေထိုင်သွားကြပါတော့တဲ့။ဟုတ်ကဲ့ပါဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနော်ဒီပုံမြင်လေးတွေကနေလူကြီးမင်းကလေးတို့ Little Forest တို့တီးလိုက်ရတာကရုပ်ရည်သွင်းပြင်းထက်စိတ်ထားဖြူစင်မှုနဲ့ကျင်နာတက်မှုကသာအစစ်မှန်ဆုံးသောမော်အတက်ဖြစ်ပြီးကျိန်စာဆိုးတွေကိုတော့အံ့ဖွယ်ပြေပြောက်စေနိုင်တယ်ဆိုတာပါပဲနောက်ပုံမြင်လေးတွေမှာပြန်တွေ့ကြမယ်နော်လူကြီးမင်းကလေးတို့အားလုံးကျမ်းမာပေးခင်တာယာပျော်ရွှင်တဲ့နေ့ရက်ကလေးဖြစ်ပါစေ Thanks for watching. See you again in the next story.